Okay မင်္ဂလာပါ TV တင်မှာကတော့ AI တွေစောင့်နေတဲ့လူတွေတွေ့တယ်ပေါ့နော်ကြာဆက်စောက်တိလားဒါမှမဟုတ်မစောက်ပဲ move on တိလားအဲ့ဒါကြည့်ကြမယ်ဒီမှာ3 of cup 9 of sword ပြီးရင်တစ်ချက်ရဲ့ကြိုက်ရကတစ်ခုကိုရွေးလိုက်ပါရှင် Okay 3 of cup ရွေးထားတဲ့သူတွေမင်္ဂလာပါရှင်ဖိုက်1လေးပေါ့နော်ဒီနေ့ဖိုက်1လေးတွေအတွက် AI ပြန်လာချိန်ရှိလားဒါမှမဟုတ်ဆက်ဆောက်သိလားမဆောက်ပဲ move on လောက်သိလားဒါတော့ကျွန်မ serious မထားပါဘူးတရားတိုင်းပဲဆွဲဒီလိုရွေးဖို့ဆွဲထားတာပေါ့နော်ဆက်ဆောက်သိလားဆက်ဆောက်သိလားဆက်ဆောက်သိလားအဖြေလေးကတော့မဆောက်ပဲ move on လိုက်တာတော့ပိုကောင်းတယ်ကိုဒီမှာဒါဆက်ဆောက်နေတာကွာသူကသူ့ဘွားနဲ့သူအဆင်ပြေတယ်သူ့မာနနဲ့သူအဆင်ပြေတာပေါ့သူကိုကြံမလာတော့ဘူးထင်ပါတယ်ကြည့်ဒီမှာလှည့်ထွဲသွားတယ်ကွာတကယ်လို့ကိုလိုက်ဆောက်နေရအောင်သူကသူ့မာနနဲ့သူ့ဘွားကိုသူအဆင်ပြေနဲ့တွားနေပြီကိုကသူ့အနောက်မှာဒီလိုမျိုးလိုက်နေရမယ်ကြည့်လားဒီလူကသူ့ဘွားနဲ့သူအခြေကြီးတာတကူးတကကွာလိုက်နေရတယ်ကြည့်ဒီမှာဒါကကိုရဲ့ EI ဒါကအနောက်မှာရှိနေတဲ့အပေါ်ကျလေကိုသူ့ကိုမဆောက်ပဲ move on လိုက်ရင်ကိုရနောက်မှာဟောတယောက်သူ့ထပ်ပိုကောင်းတဲ့တယောက်နဲ့တွေ့နိုင်ချေရှိပါတယ်ရှင်အဲ့တော့ဆက်မဆောက်တိပါဘူးလို့မြင်ပါတယ်ဒါကပြောတာလားကျမပြောတာတော့မဟုတ်ဘူးအဲ့ဒါကိုကဆောက်ခြင်းကိုကကောင်းမှချင်ရင်လည်းရတယ်ဆောက်လိုက်ဒါပေမဲ့ဒီ energy နဲ့ကိုဖြည့်နေရမှာပေါ့နော်အဲ့တော့ဒီလောက်ပါပဲဆက်မဆောက်ရဘူးလို့အဖြေထွက်ပါတယ် Okay နိုင်အောင်ဆောက်ရွေးထားတဲ့သူတွေမင်္ဂလာပါဖိုက်တူးတွေတယ်ပေါ့နော်ဖိုက်တူးတွေတယ် AI ကို move on တိလားဆက်ဆောက်တိလားကြည့်ကြမယ်တရားကတော့ serious မထားပါဘူးဆက်ဆောက်တိလားဆက်ဆောက်တိလားအချက်တွေပြန်မွေးဖွားလာ energy အစေကနကကောင်းနေပြီးတော့ဒီနောက်ဆုံးနကကွယ်ဆက်ဆောက်တိလားဆိုရင်တော့ဆက်ဆောက်ရင်လည်းရတယ်မဆောက်ရင်လည်းရတယ်တော့အဖြစ်ထွက်တယ်ကြည့်ကိုဆက်ဆောက်တိလားဆိုရင်တော့ကိုသူ့ကိုလည်းဖက်ရှန်ပြင်းနဲ့စောင့်နေတာမဟုတ်ပဲနဲ့ကိုဘွားကိုလည်းကိုဆက်သွားကိုကလောက်ဆရာရှိရလောက်မဲစာချက်ဆရာရှိစာချက်မဲဒါမဲ့ကိုဘွားကိုလည်းကိုမဖြစ်ဘူးကွာကိုဘွားရဲ့ပုံမှန်တိုင်းပဲဘွားကိုဆက်သွားတယ်ပြီးရင်သူပြန်လာလိုက်မယ်လို့အဲ့လိုမျိုးမြင်ပါတယ်ဒီတ full energy နဲ့ကိုဟာကိုပေါ့ပါလေးသွားရတာပြီးရင်သူပြန်လာနိုင်တယ်ဒါမဲ့သူပြန်လာပြီးအဆင်ပြေနိုင်မလားဆိုရင်တော့အတိုက်ခိုက်လည်းနည်းနည်းရှိတာပေါ့နော်နောက်ဆုံးမှာတော့စင်ပြေသွားနိုင်တယ်လို့မြင်ပါတယ်ရှင်ဒါပေမဲ့အတိုက်ခါလေးတွေတော့ကြော်ဖြတ်ရအောင်မယ်ဒီနှစ်ခု energy နဲ့ dash ရပြီးရင် fire of 1ရအထိုက်ခါလေးတွေကြော်ပြတ်ပြီးရင်အဆင်ပြေသွားနိုင်ပါတယ်ကိုပြောကြော်ဖြတ်နိုင်ရင်တော့အဆင်ပြေသွားနိုင်တာပေါ့အဲတော့ဆောက်လို့ရပါတယ်ဒါပေမဲ့ဆောက်လည်းရတယ်မဆောက်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကိုဆောက်ချင်လည်းဆောက်လို့ရပါတယ်ပြန်အဆင်ပြေသွားနိုင်ပါတယ်ရှင်အဲ့တော့တင်တော့ပါပဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် Okay the chariot ဖိုက်ထွေးတွေမင်္ဂလာပါရှင်ဒီနေ့ဆက်ဆောက်တိလား move on တိလားကြည့်မယ်ဆက်ဆောက်တိလား move on လောက်တိလား the hybrid the embrace the embrace တွဲလိုက်ကန်နော်ကြိုက်တယ်တွဲလားဆက်ဆောက်တော့ကန်ဆက်ဆောက်တိလားဆိုရင်တော့
တီလူကကိုယ့်အတွက်ပါဘာမှပြောစရာမလိုအော်ဒီနဲ့ကရှင်းနေပြီးသားပဲကြည်တာ Empress ကနဲ့တာ Emperor အတွဲလိုက်ကလည်းပေါ့နော်ဒီမှာဆရာသမား energy အခုကတော့ကိုနဲ့သူဝေးသွားတဲ့အကြောင်းရင်းကသူများတဲ့အခါတွေကြောက်ပေါ့နော်အဲ့ဒါပြီးရဆရာသမား energy နဲ့ဘယ်လိုပြောရင်းကြက်ရှင်းလိုက်နိုင်ရင်တော့ဒီ energy နဲ့ကိုနဲ့သူပြစင်ပြေတော့နိုင်ပါတယ်ပြန်လာဖို့ရှိပါတယ်အဲ့တော့ဒါလေးကဗီဒီယိုတိုလေးပဲဖြစ်တယ်ဆိုတော့ဒီလောက်ပါပဲအိုးဒီမှာကျမကတ်ကိုရှယ်ဖယ်လောက်နေရင်လည်းဒီကတ်ကြလဲတော့ကောင်းတယ်ဒီတယောက်ကကောင်းတယ်ကိုအတွက်ပဲကိုကသူ့အတွက်သူကကိုအတွက်ပဲအဲ့လိုမျိုးအဖြေရတယ်ရှင်အဲ့တော့ဒီလောက်ပါပဲကြည့်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတင်တယ်ကြာမှထပ်တွေ့ကြမယ်နော်